အပြိုကြီးလုံးပိုကောင်းတယ်သူကကြာဘာလို့အမှုပညာတွေအများကြီးလုပ်လို့ရတာပေါ့နော်ဆက်ပြီးတော့ယောက်ျားကြဝိုင်းတချို့တွေကအားမပေးကြတော့အဲ့လိုမျိုးရှိအပြိုကြီးလို့ဖို့ရခိုင်တော့များပါတယ်ဟုတ်60လောက်ပေါ့လောဆယ်60လောက်ပေါ့ခိတ်ကရင်ကျွန်တော်ပဲချော့ရတာပါအဲ့လိုစကားပြောမှားတာတို့အဲ့လို तू မကြိုက်တဲ့ဟာတွေအဲ့လိုလုံးမိတာဆိုကောက်တယ် तू ကလို့စိတ်ကောက်တတ်တယ်စိတ်မကောက်ပါဘူးနည်းနည်းပေါ့လောဆယ်ကကြောင့်ငယ်သေးရဲ့ခါကျအဲ့လိုရီးသားရပါထားရင်ကျအိမ်ကအမေကစုမှာလေအဲ့တော့ရီးသားကမထားသေးသူတို့အိမ်ကလည်းစုလောက်တယ်အဲ့လိုမျိုးဆိုတော့ငယ်သေးတဲ့ခါကျတော့အဲ့နဲ့ပဲမထားပြတာပေါ့မြောက်သားအသက်မပြေဘူးအသက်မပြည့်သေးဘူးပေါ့ဟုတ်ရီးသားထားလို့မရဘူးနေအတွဲကြောင့်ချဲလဲဟိုပါပေါ့သူလဲအားနေရတဲ့အဲ့လိုတကယ်ကြီးတော့တူလာပါဟုတ်အေးကဒီလိုပွဲတိတ်မလားပြေကို तू ကအဖော်မရှိဆိုလိုက်လာတာပါလေဟုတ်ချက်ခေါ်ရလိုက်ခဲ့တာဟုတ်တယ်သူပဲစီရလဲအဲ့လိုမျိုးဆိုတော့သူနဲ့ပဲအခုနောက်ပိုင်းအတူတူပဲသွားပြစ်နေရဆိုတော့တော့အဲ့လိုတွဲပြီးတော့ TikTok တွေလည်းဆော့ရဲပေါ့နော်သူ့တချင်းရောကိုယ့်တချင်းအပြန်လန်ဆော့တော့အဲ့လိုတွဲပြီးမြင်တော့အဲ့လိုဝိုင်းပေးသားကြပါမဆမ်းပါဘူးနော်သူလဲရည်သားမရှိပါဘူးချဲလည်းမရှိပါဘူးအဲ့လိုဟုတ်တယ်လေမရှိဘူးဟုတ်လားချက်ရည်သားမရှိလားမရှိဘူးလို့ပြောတယ်ကျွန်တော်အဲ့လိုမြောက်သားဒါ friend ဆုံးပြီဟုတ်တယ်ဆုံးအောင်ကြော်ဖို့ရော friend မရှိဘူးကြော်သေးချင်လားအမကြော်သေးချင်လို့လားအမကြော်သေးချင်နေဘယ်လိုလုပ်မလဲကြော်ကြမှာလားပြောပြောကြော်လိုက်ကြစို့တွေတိုက်ခံဟာတာယာပါလေချစ်သူကောင်းပါလေဒီတိုင်းပဲနေရတာချက်ရောဟိုပါပေါ့လောဆယ်ကကြောင့်ငယ်သေးရဲ့ခါကျအဲ့လိုရီးသားရပါထားရင်ကျအိမ်ကအမေကစုမှာလေအဲ့တော့ရီးသားကမထားသေးသူတို့အိမ်ကလည်းစုလောက်တယ်အဲ့လိုမျိုးဆိုတော့ငယ်သေးတဲ့ခါကျတော့အဲ့နဲ့ပဲမထားပြတာပေါ့မြောက်သားအသက်မပြေဘူးအသက်မပြည့်သေးဘူးပေါ့ဟုတ်ရီးသားထားလို့မရဘူးကောက်ပါအဲ့လိုနှစ်ယောက်ကတော့အဲ့လိုမျိုးရန်ဖြစ်လိုက်ပြန်ပြီးတော့တဲ့လိုက်ပေါ့အဲ့လိုမျိုးဖြစ်နေတာပေါ့အစင်ကတော့ပြေးပါတယ်ဟုတ်အစင်ကပြေးပါတယ်ဆိုတာဟိုကလေသူနဲ့ကျတော့လေဟိုပါပေါ့ music taste ကတူတယ်အကြိုက်တူတယ်အခါကျတော့အများကြီးညှိစရာမလိုဘူးပေါ့အဲ့လိုမျိုးပေါ့ခုနောက်ပိုင်းဆိုလဲပွဲတွေကလည်းအတူတူပေါ့နော်နှစ်ယောက်ပေါင်းခေါ်ရတယ်လည်းများတဲ့ခါကျတော့လေပွဲတွေလည်းအများကြီးတူဆိုပြတယ်ဆိုတော့အတူတူသွားပြနေရပါစိတ်ကောင်းရင်ကျွန်တော်ပဲချော့ရတာပါဟုတ်ချက်ကောက်တဲ့သူဟုတ်လူရဆိုကောက်သွားတယ်သိလားအဲ့လိုစကားပြောမှားတာတို့အဲ့လို तू မကြိုက်တဲ့ဟာတွေအဲ့လိုလုံးမိတာဆိုကောက်တယ်ငယ်ချင်းတွေကစိတ်ကောက်တယ်ဟုတ်ကောက်တယ်တော့ကျွန်တော်မှမဟုတ်တခြားတငယ်ချင်းတွေလည်းသူကောက်တယ်သူကလို့စိတ်ကောက်တတ်တယ်စိတ်မကောက်ပါဘူးနည်းနည်းပေါ့သူကခါကျဘာပြောမှမသိဘူးပေါ့နော်အဲ့လိုမျိုးလေးချိန်ကြကိုမကြိုက်တာလဲဆိုရင်တော့အဲ့လိုပြောနော်နင်ကဘာလို့ပြောရလဲဆိုရင်အဲ့လိုမျိုးတော့အဲ့လိုမျိုးရှိရပါဘောဒါမဲ့လည်း तू ကအဲ့လိုကိုယ့်ထက်အကြီးဆိုတဲ့ခါကျပြန်ပြီးတော့ तू ကပြန်ချော့ပါအဲ့လိုမျိုးနဲ့အောင်အဆင်ပြေပါတယ်အကြီးကပြန်ချော့တယ်အကြီးကပဲချော့အောင်ပေါ့နော်ဟုတ်တယ်မလားဘယ်နှစ်กว่าတစ်နှစ်လားနှစ်နှစ်တစ်နှစ်กว่าကန်ဆက်တယ်ဟုတ်တယ်သူတို့ကန်ဆက်တယ်နော်သူနဲ့ရှိတဲ့အချိန်ဆိုလို့ရှိရင်အဲ့လိုအလုပ်တွေလည်းအရန်ဝင်ဟိုချဲတနေ့တော့တောက်ကြလေတနေ့တော့တောက်ကြပိတ်လေတောက်ကြနေပဲဘယ်လောက်လဲတောက်ကြတနေ့တော့တောက်ကြပိတ်အရန် lucky လေသမီးနဲ့ပဲဟို cherry သင်းဆိုတော့ခါခွေးနဲ့စပြီးတောက်ကြနေပဲ तू ကတောက်ကြတာဟုတ်တယ်မလားဟုတ်တယ်တောက်ကြတာဆိုတော့ lucky ဖြစ်နေအရန် lucky ကောင်း lucky boy လေနားမှာခေါ်လာတဲ့နေထင်ပါတယ်စဉ်းစားနေပါတယ်လေဒီမကြဘူးထူတော့မှာထူးကျင်ထူးလို့ရအခုထူးလိုက်ရမှာလားထူးလိုက်ရမှာအခုကြော်လိုက်ရမှာကြော်လိုက်ရမှာလားစီးကြော်လိုက်ရမှာထူးလိုက်ရမှာဟိုအပူတွေမယူပါဘူးပေါ့နော်ဟုတ်သူလည်းအလုပ်တွေအများကြီးလုပ်အောင်မှာဆိုတော့လေ तू ကအပြိုကြီးလုံးပိုကောင်းတယ် तू ကကြာဘာလို့အမှုပညာတွေအများကြီးလုပ်လို့ရတာပေါ့နော်ဆက်ပြီးတော့ယောက်ျားကြဝိုင်းတချို့တွေကအားမပေးကြတော့အဲ့လိုမျိုးရှိအပြိုကြီးလို့ဖို့ရခိုင်တော့များပါတယ်ဟုတ်60လောက်ပေါ့လောဆယ်60လောက်ပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ညကအားပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးပါ